ဒီနေ့တောက်ကြနေမို့လို့ပြင်းထူပြီးဟင်းမချက်ဘူးလောက်ထားတာအမေကကျမချက်တဲ့ခရမ်းညင်တင်ငပိချက်လေးစားချင်တယ်ဆိုလို့ချက်ပါအောင်မယ်ရှင်အရင်ဆုံးပါဝင်ပစ္စည်းလေးတွေကိုရေတေချာဆေးပြီးလှီးပေးထားပါတယ်ပြီးရင်တော့စီပူလာရင်ကျက်သွန်ဒီပပလီထားလေးထည့်ပြီးစီတက်ပေးပါတယ်အယောင်လေးလှအောင်စနွဲမှုန့်နဲ့အယောင်တင်မုံလေးပါထည့်ပြီးတော့တခါတည်းစီတက်ပေးပါမယ်ရှင်စီတက်တာလေးမှုေးပြီးတော့ကျက်သွန်ဒီလေးတွေကျွတ်လာပြီဆိုရင်တော့စိမ့်စားငပိလေးပါထည့်ပြီးတော့စီတက်ပေးပါမယ်စိမ့်စားငပိလေးလည်းကြည်ပြီးတော့အနံလေးမွေးလာပြီဆိုရင်တော့ငံပြားရည်လေးနဲ့ပစွန်ကြောက်နှဲငယ်လေးထည့်ပြီးတော့မှုေးပါမယ်ရှင်ငံပြားရည်နဲ့လေးပြောက်ပြီးတော့အားလုံးရောသမမွေသွားပြီဆိုရင်တော့ပပလီထားတဲ့ခရမ်းညစ်သီးလေးတွေထည့်ပေးပါမယ်ရှင်ဒီခရမ်းညစ်သီးငပိချက်လေးရလေးတို့စရာတွေအစုံနဲ့နဲ့ဆိုရင်အသားဟင်းအောင်မလိုပဲနဲ့အရန်အောင်မှထမင်းမိန်ပါတယ်ရှင်ဒီလိုနဲ့မှုသွားလိုက်တာခရမ်းညစ်သီးလေးတွေနှံ့လာပြီဆိုရင်တော့ရေနွေးလေးထည့်ပြီးတော့အီအောင်တည်ပေးထားပါမယ်ရတာအတွက်ကတော့ငံပြားရည်ထည့်ပြီးပြီမို့လို့ချုံမုံလေးနှဲငယ်ပဲထည့်သုံးထားပါတယ်ရှင်ရေလေးခန့်ပြီးစီပြန်တဲ့အထိအဖုံးလေးအုပ်လိုက်တယ်လိုက်နဲ့ခရမ်းညစ်သီးလေးတွေကိုလည်းဣသွားအောင်လို့ဇွန်းပြားလေးနဲ့ခြေပေးပါတယ်ရှင်ဒီလိုမျိုးခရမ်းညစ်သီးလေးတွေအကုန်ခြေပြီးတော့ဣသွားတဲ့အဆင့်ထိရောက်ပြီဆိုရင်တော့ရုပ်သီးစိတ်ပပလီးကြတာလေးတွေကိုထည့်ပြီးတော့စီပြန်တဲ့အထိထပ်ထည့်ပေးထားပါတယ်ရှင်အရသာလည်းအနေတော်ဖြစ်ပြီးစီလေးလည်းပြန်လာပြီဆိုရင်တော့နနံမြလေးတွေအုပ်ပြီးတော့တုံးဆောင်လို့ရပါပြီရှင်ဒီဟင်းလေးရလေးတစ်ခွက်ထဲနဲ့အရန်ဥမာထမင်းမိန်တာမို့လို့လိုက်ချက်စားကြည့်ကြပါဦးရှင်နောက်မှပြန်တွေ့ကြမယ်ဘိုင်